ဇလန်းဆာမှာတော့ကိုဖိုးတို့က Messenger ကနေငါတို့ဒီနေ့ကျောင်းကိုစပိန်နဲ့စီပီတွားချမယ်ဆိုပြီးစာပို့လိုက်တယ်ကိုကျော်ကြီးကလည်းအေးတွားကြတာပေါ့ဆိုပြီးနေရောက်တော့စပိန်တစ်စီးစီနဲ့အိမ်ကနေထွက်လာပါတော့တယ်ထထချင်းမှပဲဇမင်ကေတွေကိုမချွမ်းခဲ့တာကြောင့်ဆရာကြီးနဲ့ရောက်တော့စပိန်ပေါ်မှာအလားပြင်ကြပါတော့တယ်လမ်းကွေနောက်ရောက်လာတော့မြောက်လေးနှစ်ကောင်ကလည်းကလင်းဆိုပြီးစပက်ချယ်အကွေတွေကိုထုတ်တိုးมาတော့တယ်အဲ့လိုနဲ့လမ်းကွေကိုစပက်ချယ်အကွေတွေနဲ့နေရောက်တာအပြိုင်ဆိုင်မောင်းချတာပေါ့ဒါပေမဲ့လည်းသူတို့မသိတာကတော့သူတို့ရဲ့အနောက်မှာမော်တော်ဘီကလိုက်နေတာကိုမသိကြပါဘူးမြောက်လေးနှစ်ကောင်တော့ဝူးဆိုပြီးပျော်ပါနေခဲ့ကြတယ်ဒါပေမဲ့လည်းခဏနေတော့နေရောက်တော့မော်တော်ဘီကဖမ်းခံလိုက်ရတယ်ဟဲ့မင်းတို့နှစ်ယောက်ဘာအမှုဆိုတာကိုသိလားအန်ရရှိတဲ့စင်းနေမှုပါနောက်တစ်ခါပြန်ပြောမယ်မင်းတို့ထက်လို့အောင်မလားမလုပ်တော့ပါဘူးဗျအဲ့လိုနဲ့မြောက်လေးနှစ်ကောင်ကတော့မော်တော်ဘီကလက်ထဲကနေလွတ်မြောက်နိုင်ခဲ့ပြီးစာနေကျောင်းကိုနေရောက်တော့စတန်ရှားနဲ့ရောက်လာခဲ့တယ်ခဏနေတော့သူတို့စာနေကျောင်းကိုတွားနေတော့ဗရင်ပေါက်နာမှာဇိုးလေးကိုမြင်လိုက်ရတယ်အဲ့ဒါတင်ဘဲကောက်အောင်မလဲကြော်ကြီးတို့ရဲ့အနောက်ကနေဇိုးလေးတစ်ကောင်မှလေကားပေါ်ကနေတက်လာခဲ့တယ်အဲ့လိုနဲ့ဇိုးတွေရဲ့ခေါင်းဆောင်ကမှရောက်လာခဲ့ပြီးကြော်ကြီးတို့ကအပြေဖုံးမဲ့စတိုင်တွေနဲ့ပေါ့ဒါပေမဲ့လည်းကိုဖိုးတို့ကတော့ဂီူတော်မဆိုင်ပဲခဏနေတော့ဇိုးလေးတစ်ကောင်ကကိုဖိုးတို့ကိုအနောက်ကနေတွေ့ဖို့လုပ်ပါတော့တယ်ကိုဖိုးတို့ကလည်းဘယ်ရမလဲတိုင်းပညာတွေကိုတတ်တာကြောင့်ကြောက်တုံကက်ကြီးဆိုပြီးဇိုးလေးတယောက်ကိုဖိုးတို့တယောက်အနိုင်ရရှိသွားခဲ့တယ်ဒါပေမဲ့လည်း enemy ဘက်ကနောက်ထပ်2ယောက်ကြီးတောင်ကြံနေတာကြောင့်ကိုကြော်ကြီးကတော့သူတာဝန်ယူလိုက်မယ်ဆိုတဲ့ပုံစံနဲ့အခြေကိုရောက်လာခဲ့တယ်ရောရှိမှပဲစားရဲကြောက်တုံနဲ့ကြော်ကြီးတယောက်အနိုင်ရရှိသွားခဲ့တာပေါ့ဒါပေမဲ့လည်းဇိုးလေးတို့ရဲ့ခေါင်းဆောင်ကသူတို့တပြည့်ကိုလောက်အောင်ခမလားဆိုပြီးအခြေကိုခုန်တက်လာခဲ့ကကိုဖိုးတို့ကလည်းကြော်ကြီးကိုကောက်ဝဲဖို့အတွက်သူ့ရဲ့မှတ်ချက်အစွမ်းတွေနဲ့အခြေကိုလျှက်စစ်ထက်မြန်တဲ့အလင်းနဲ့ရောက်လာခဲ့တယ်ရောရှိမှပဲကက်ကြီးကြောက်တုံအဲ့လိုနဲ့တဲ့ရွေတွေကြနေခဲ့ပြီးနောက်ဆုံးမှတော့ကက်ကြီးစာရွက်နဲ့ကိုဖိုးတို့တုံငယ်ချင်းတယောက်ကပဲပြန်မဲကိုအနိုင်ရရှိသွားခဲ့တယ်အနိုင်ရတာကိုလည်းမြောက်လေးနှစ်ကောင်ကတော့စတိုင်နေမလိုက်နေနဲ့ပေါ့အဲ့လိုနဲ့တိုက်ပွဲကလည်းပြီးသွားခဲ့ပြီးအတိုင်းမိုင်ဆရာကရောက်လာခဲ့တယ်ရောရှိမှပဲတုံငယ်ချင်းအုပ်စုတို့ကတော့သူတို့မဟုတ်တယ်လို့နဲ့နေခဲ့ကြတာပေါ့အဲ့လိုနဲ့ဒီဖျက်ကြီးကလည်းပြီးသွားခဲ့ပြီးကျောင်းကန်းထဲကိုရောက်လာခဲ့ကြတယ်ရောရှိမှပဲကြော်ကြီးကတော့သူအနောက်ကသူခရက်နေတဲ့စော်လေးကိုတစ်ချက်ချိုးလိုက်တယ်ချိုးချင်းမှပဲကောင်းမလေးကတော့ချက်တူးလေးဖြတ်နေခဲ့တာပေါ့သူလည်းငါ့ကိုကြိုက်နေတာနေမယ်ကွာခဏနေတော့အတန်းကောင်းဆောင်ကဟေးအနောက်ကကောင်းမလေးကိုစာအုပ်ထပ်ဖို့ပြောလိုက်ကိုကြော်ကြီးကလည်းစာအုပ်ထပ်ဖို့အတွက်သူ့ခုံကိုအနောက်ဆုတ်လိုက်ပြီးကောင်းမလေးကိုဟယ်လိုဆိုပြီးခေါ်လိုက်တယ်ဒါပေမဲ့လည်းကောင်းမလေးကလည်းချက်လို့ဆိုပြီးသူ့မျက်နှာကိုလက်နဲ့အုပ်ထားလိုက်တယ်ကြော်ကြီးကလည်းအတူတူပါပဲနေရောက်တော့ချက်နေခဲ့ပြီးကောင်းမလေးရဲ့မျက်နှာကိုမကြည့်ပဲဒိတ်စိလောက်ပြအတန်းကောင်းဆောင်ကအိမ်စာစာကိုကောက်ချင်လို့တဲ့ကောင်းမလေးကလည်းသူ့ရဲ့အိမ်စာစာကိုသူ့လက်ညိုနဲ့ပြနေခဲ့တယ်ဒါပေမဲ့လည်းကြော်ကြီးကလည်းကောင်းမလေးရဲ့မျက်နှာကိုမကြည့်တာကြောင့်တွေ့တဲ့စာအုပ်ကိုဆွဲယူလိုက်တယ်ဆွဲချင်းမှပဲအိမ်စာစာအုပ်မဟုတ်ပဲကြော်ကြီးကိုအရင်ကဆွဲထားတဲ့ပုံကြီးဖြစ်နေခဲ့တယ်ဘာပုံလဲဆိုတာကတော့ကြော်ကြီးတယောက်အဲ့အပေါ်မှာဆော်ခံရတဲ့ပုံကိုဆွဲထားတာပဲဖြစ်တယ်ဟာဒီဥစ္စာငါပုံမဟုတ်ဘူးလားခဏနေတော့ကောင်းမလေးကချက်နဲ့သူ့ရဲ့ပုံဆွဲစာအုပ်ကိုဆွဲယူလိုက်တယ်ဒီယူချင်းမှပဲကောင်းမလေးကတော့ချက်နေခဲ့တာပေါ့ဒါပေမဲ့လည်းကိုကြော်ကြီးတယောက်ထင်လိုက်တာကသူ့ကိုကြိုက်လို့သူ့ရဲ့ပုံကိုဆွဲနေတာဆိုပြီးပေါ့ဟေးလာစမ်းမမင်းကိုကြိုက်နေရဆိုရင်ထုတ်ပြောလိုက်စမ်းပါကြည်လေးကောင်းမလေးကလည်းမဟုတ်ပါဘူးဆိုပြီးညှင်းလိုက်ကသူ့ရဲ့အိမ်စာစာအုပ်ကိုပေးလိုက်တယ်ကြော်ကြီးတယောက်ချောင်ပြောက်တော့ခဲ့တာပေါ့အဲ့လိုနဲ့နေ့လေထမင်းစားချင်းကိုရောက်လာခဲ့ပြီးရောချင်မမဲ့ကျောင်းရဲ့ဘီနာကဗရင်ပေါက်နာကိုကြော်ကြီးတယောက်အမြင်မတည့်ရလူတယောက်စီကနေပစ္စည်းကိုဆွဲယူလိုက်တယ်ဝါငါလက်ထဲရောက်လာပြီပဲဒီမင်းရှင်းအောင်မြင်မြတ်အဆုံးတက်ရမှာပဲကွာတိတ်ဟုတ်တော့ပေါ်သူငချင်းဟာကဲငါတို့တွားကြစို့အဲ့လိုနဲ့ကျောင်းထဲကိုနေရောက်တော့ရုပ်ဖြတ်ပြီးရောက်လာခဲ့ကြတယ်ကြော်ကြီးတို့တွားနေတဲ့လမ်းမှာတော့စစ်စေးရဲ့အဖွဲနဲ့ထိတ်တိုက်တွေ့တယ်ဒါပေမဲ့လည်းကြော်ကြီးတို့နှစ်ယောက်ကမိန်းကလေးဟန်ဆောင်ထားတာကြောင့်သူတို့ရဲ့လိုဝဲတိုက်ကိုလည်းစစ်စေးရဲ့အဖွဲရဲ့စက်ညင်ဘက်ကိုထားလိုက်တယ်အဲ့လိုနဲ့စစ်စေးရဲ့ခေါင်းဆောင်ကတော့သတိထားမိတော့ပြီးဒါပေမဲ့လည်းကိုဖလိုတယောက်ကတော့သူ့ရဲ့ရင်သားကိုကော့ဆန်းလိုက်ကဟေးကောင်မလေးဘာကြည့်တာလဲအဲ့လိုနဲ့စစ်စေးရဲ့အဖွဲလက်ထဲကနေမြောက်လေးနဲ့ကောင်သားလွတ်မြောက်နိုင်ခဲ့ကြတယ်နောက်ဆုံးမှာတော့ကျောင်းရဲ့ထက်ကုတ်ပေါ်ရောက်လာခဲ့ကြပြီးတခြားအဖွဲကလည်းကြော်ကြီးတို့ကိုမျောနေခဲ့ကြတယ်ဟေးမင်းတို့လည်းပါခဲ့လားပါတော့ပေါ့ကွာဒါနဲ့မင်းကပါလားအဲ့လိုနဲ့နှစ်ဖွဲ့စလုံးလိုဝဲတိုက်ကိုပြန်လူဖွင့်လိုက်ကြတယ်ဟေးကောင်နေအာယုံစုစိုက်ထားကြတော့အဲ့လိုနဲ့ကြော်ကြီးတို့ရတနာတွေကအရန်ကိုလေးထိန်နေတာကြောင့်အဲ့ဒါကဘာလဲဆိုရင်တော့နေ့လည်စာစားဖို့အတွက်အစားအစာတွေပဲဖြစ်တယ်ဒါပေမဲ့လည်းစိတ်မကောင်းဆောင်လဲစစ်စေးအဖွဲခေါင်းဆောင်ကတွေ့လာခဲ့ပြီးဟေးဟိုမှာစုနေတဲ့သူတွေအကုန်လုံးကိုဖမ်းလိုက်စမ်းတကယ်တော့ဂျပန်ကျောင်းတွေရဲ့စီကံအရာအစားအစာတွေကိုအော်ဒါမှာမစ်စားလုံးဝင်မရှိပါဘူးအဲ့လိုနဲ့စိတ်မကောင်းဆောင်လဲကြော်ကြီးတို့အဖွဲကအဖမ်းခံလိုက်ရပြီးညနေကိုရောက်လာခဲ့ကြတယ်ညနေကိုရောက်လာတော့ကိုဖိုးတို့နဲ့ကြော်ကြီးတို့သူငယ်ချင်းတွေရောက်တာညနေစာစားဖို့အတွက်ခောက်ဆက်ဆိုင်ကိုစတိုင်ကြီးနဲ့ရောက်လာခဲ့ကြတယ်ဆက်ရှင်ကလည်းခောက်တီးနဲ့ကောင်တစ်ချက်ချိုးလိုက်တယ်ဟယ်လိုအန်ဒီကျွန်တော်တို့ကိုထမင်းပွဲတစ်ပွဲနဲ့ခောက်ဆက်ပြုတ်တစ်ပွဲပြီးပါဗျာကျွန်တော်ကိုကြတော့ရက်ချာအရက်တစ်ခွက်ရက်ချာအရက်မရောင်းဘူးလေအော်ဟုတ်လားအဲ့ဒါဆိုရင်ခောက်ဆွဲဆက်လေးနိုင်ငံလေးလုပ်ပြီးပါဗျာအဲ့လိုနဲ့နေရောက်တာစတိုင်ကြီးနဲ့အော်ဒါတွေကိုမာနေခဲ့တယ်ခဏနေတော့ကိုချိုရီတော့တစ်ချက်လေးကြည့်လိုက်တယ်သူကြည့်နေတဲ့သူကတော့သူခရက်နေတဲ့ကောင်မလေးကိုစိုက်ကြည့်နေတာပဲဖြစ်တယ်အော်သူမလည်းခောက်ဆွဲစားနေတာပါလားအဲ့လိုနဲ့ခဏနေတော့သူတို့မှထားတဲ့ခောက်ဆွဲကရလာခဲ့ပြီးဒါပေမဲ့လည်းကိုချိုရီကလည်းသူခရက်လေးကိုကြည့်လို့မဝပဲဖြစ်နေခဲ့တာပေါ့အဲ့လိုကြည့်လို့မဝတာကြောင့်ကိုဖိုးတို့ကလည်းအကျင့်မကောင်းစွာနဲ့သူများရဲ့ခောက်ဆွဲဘက်ကန်ကိုလမ်းပေးလိုက်တယ်ပေချင်းမှပဲကိုချိုကြီးကတော့ခောက်ဆွဲဘက်ကန်ကိုမကြည့်ပဲချစ်လို့ဆိုပြီးခောက်ဆွဲပူကြီးကိုတောက်ချပြလိုက်တယ်ဒါပေမဲ့လည်းရုပ်တရက်ခောက်ဆွဲကအရန်ဖူးတာကြောင့်ဖူးဆိုပြီးအန်ချပါတော့တယ်ဟေးများတော့ပြီကွာမင်းငါရဲ့ဆက်ဆက်ငယ်ခောက်ဆွဲပြက်ကိုတောက်လိုက်တာပဲဟေးမင်းချချင်တာလားတစ်ဖက်ကကိုဖိုးတို့ကတော့သူ့တငယ်ချင်းကိုသူမလုပ်သူလို့နဲ့အေးအေးဆေးဆေးလေးနေခဲ့တယ်ကိုဗလာကြီးကတော့သူ့ကိုလောက်အောင်မလားဆိုပြီးကိုဂျော်ကြီးကမရတခြားနေရာကိုဆွတ်ခေါ်ပါတော့တယ်အဲ့လိုနဲ့ဒီအဖက်ကြီးကလည်းပြီးသွားခဲ့ပြီးညနေကိုရောက်လာတော့ဂျော်ကြီးတယောက်သူ့အခန်းထဲမှာသူ့တယောက်တည်းအကြောတွေဆက်နေခဲ့တယ်ဒါပေမဲ့လည်းခဏနေတော့သူပဲနိုးတောက်ရှင်တာကြောင့်သူ့ဖက်လက်လေးကိုစီးလိုက်ပြီးတကားလေးကိုဖွင့်လိုက်တယ်ဖိုးဝင်းချင်းမှာပဲကိုဂျော်ကြီးတယောက်သူ့အိမ်မှာဆိုတော့တရှင်လေးညီးပြီးအားရပါရကားနေခဲ့တာပေါ့အဲ့လိုနဲ့ရေခဲတက်တာထဲမှာပဲနိုးကိုယူဖို့အတွက်ရေခဲတက်တာနာကိုအကာအကွယ်အစ်စ်တွေနဲ့ရောက်လာခဲ့တယ်ရောချင်းမှာပဲသူပဲနိုးကိုရောက်ထားပြီးဖြစ်တာကြောင့်သူ့အခန်းထဲကိုပြန်มาတော့တယ်အဲ့လိုပြန်နေတော့သူ့ဘေးကိုတစ်ချက်ကြည့်လိုက်တာပေါ့အဲ့မှာတွေးလိုက်ရတာကကိုဂျော်ကြီးအမျိုးတွေကကိုဂျော်ကြီးရဲ့အကာအကွယ်အစ်စ်ဆန်းတွေကိုအားရပါရကြည့်နေခဲ့တယ်ဟာငါရဲ့အကာအကွယ်အစ်စ်တွေကိုမြင်တော့မှပဲအဲ့လိုနဲ့မနှက်ပြန်ကြတော့ကိုဂျော်ကြီးတယောက်စတင်ညောင်းကိုစတိုင်နေမလိုက်နေနဲ့ရောက်လာခဲ့တယ်ရောချင်းမှာပဲကိုဂျော်ကြီးရဲ့ခရက်လေးကိုလမ်းမှာတွေးလိုက်ရတယ်ကိုဂျော်ကြီးကတော့သူ့ခရက်လေးကိုစကားပြောချင်တာကြောင့်သူ့စပင်ကီတွေကိုချွိုင်းနေခဲ့တယ်ကိုဂျော်ကြီးရဲ့ခရက်လေးကတော့ကျောင်းကန်းထဲကိုလမ်းလျှောက်သွားနေခဲ့ပြီးကိုဂျော်
ကြီးကလည်းအနောက်ကနေစတိုင်မပြတ်ပဲလိုက်နေခဲ့တယ်အဲ့လိုလိုက်နေတော့ရုတ်တရက်ဘေးနားမှာမှန်တစ်ချက်ကိုတွေးလိုက်ရတာပေါ့တွေ့ချင်းမှာပဲနှုတ်ခမ်းမှုတွေဘာတွေပါရိတ်နေခဲ့တယ်နောက်ဆုံးမှာတော့ပြီးတော့ခဲ့ပြီးသူခရက်နေကိုစကားပြောဖို့တွားပါတော့တယ်ခဏနေတော့သူစကားပြောမှဖြစ်တဲ့အတွက်ဗရင်ပေါက်နာကမှန်တစ်ချက်ကိုတစ်ချက်ချူလိုက်ပြီးသူ့ရဲ့စပင်ကီကိုတက်နေခဲ့တယ်အိုငါမျက်နှာကလာတာပဲအဲ့လိုပြောနေတော့ရုတ်တရက်ကိုဖရိုတယောက်ဗရင်ပေါက်ကိုဖွင့်ချလိုက်တယ်ဟေးမင်းဘာလုပ်နေတာလဲမန်တွေကိုဟိုကြည့်ဒီကြည့်နဲ့ဘာဖြစ်လဲမင်းစောင့်လို့တစ်စမ်းမှမပါဘူးโอเคလားကိုဖရိုကလည်းဗရင်ပေါက်ကနေတစ်ချက်ထွက်ကြည့်လိုက်ပြီးအော်ငါသိပြီမင်းစော်နောက်ကိုလိုက်ပြီးကောင်းမလေးကိုစကားတော့ပြောမှုမလားကျွအဲ့လိုနဲ့ကိုကျော်ကြီးကိုဖဲ့နေခဲ့တယ်ကိုကျော်ကြီးကလည်းဘယ်ရမလဲသူ့ကိုပြောရကောင်းမလားဆိုပြီးကိုဖရိုကိုလိုက်ပါတော့တယ်အဲ့လိုနဲ့စာတင်ချင်းကိုရောက်လာခဲ့ပြီးကျောင်းဆရာကတော့ဒီတေချာပု္ပ္ပစာကိုတေးရောက်ထွက်လာပြီးတွက်ပြစံအဲ့လိုပြောလိုက်တော့တခန်းလုံးမှရှိတဲ့ကျောင်းသားတွေကတိတ်ဆိတ်လေးဖြစ်တော့ခဲ့ကြတယ်ဟိုမင်းတို့တွေတယောက်မှထွက်မလာကြဘူးပေါ့ကောင်းပြီလေငါရွေးပေးမယ်ဘုံနောက်မှရှိတဲ့ကောင်းမလေးအရှိထွက်ခဲ့တမီကိုပြောတာလားဟုတ်တယ်အဲ့လိုနဲ့ကိုကျော်ကြီးခရက်နေတဲ့ကောင်းမလေးကတော့ခဏကတင်ချပု္ပ္ပစာကိုတွက်ဖို့အတွက်ထားဖို့လုပ်ပါတော့တယ်ဒါပေမဲ့လည်းကိုကျော်ကြီးကလည်းသူ့ခရက်လေးကိုကာဝယ်ချင်တာကြောင့်သူအေးဆုံးထလာခဲ့ပြီးဟေးကောင်းမလေးမင်းအဆန့်ကတင်ချပု္ပ္ပစာကိုတွက်ပေးမယ်ကောင်းမလေးကလည်းကိုကျော်ကြီးပုံမှာခိုက်သွားခဲ့တာပေါ့အဲ့လိုနဲ့ကျော်ကြီးတယောက်တင်ချပု္ပ္ပစာကိုတွက်ဖို့အတွက်စတိုင်ကြီးကြနဲ့အရှိကိုရောက်လာခဲ့ပြီးမြေပြူလေးကိုကောက်ယူလိုက်တယ်ယူချင်းမှပဲမတွန်းဆုပ်ပဲတင်ချပု္ပ္ပစာကိုခဏလေးနဲ့အဖြစ်ကိုတွက်ပြပေးလိုက်တယ်အတန်းမှန်ကျောင်းဆရာကတော့ဟာသူတွက်တော့လေတင်ချပု္ပ္ပစာတွေအကုန်လုံးမှန်ပါလားအဲ့လိုနဲ့ချိုင်းဆိုလို့ကျောင်းသားတွေအားလုံးကပါကိုကျော်ကြီးကိုအံ့ဩနေခဲ့ကြတယ်ဟေးသူငယ်ချင်းမင်းကအရန်မိုက်တာပဲအဲ့လိုနဲ့တင်ချပု္ပ္ပစာကိုခဏလေးနဲ့အဖြစ်တွက်ပြလိုက်တာကြောင့်တခန်းလုံးကဒူရဲကောင်းဆိုပြီးရှိလူကျွေးနေကြတယ်ကိုကျော်ကြီးကလည်းကောင်းမလေးကိုလက်ညှိုးထိုးလိုက်ပြီးကောင်းမလေးကလည်းကိုကျော်ကြီးပေါ်မှာအရင်ကထပ်ပို့ပြီးခိုက်သွားခဲ့တယ်ဒါပေမဲ့လည်းလက်ရှိမှာတော့ကိုကျော်ကြီးတယောက်စိတ်ကူးတွေရင်နေခဲ့တာပဲဖြစ်တယ်ခဏကတင်ချပု္ပ္ပစာကိုတွက်လိုက်တာကလည်းကိုကျော်ကြီးတယောက်စိတ်ကူးတွေရင်ပြီးတယောက်ထဲကဘာတွေပြက်နေခဲ့တာပေါ့အဲ့လိုနဲ့ဒီဖြစ်ကြီးကလည်းပြီးသွားခဲ့ပြီးတုံငယ်ချင်းတယောက်တာစာကြီးတက်ကိုရောက်လာခဲ့ကြတယ်စာကြီးတက်ထဲမှာတော့ကျော်ကြီးတယောက်သူ့ခရက်လေးတော့ငငယ်ကြီးနေခဲ့တယ်ကိုကျော်ကြီးကတော့စာကြီးတိုင်းမှာစကားပြောလို့မရတာကြောင့်သူ့တငယ်ချင်းကိုစာတစောင်ပို့ပေးလိုက်တယ်အဲ့ဒါကဘာလဲဆိုရင်တော့ဟေးတုံငယ်ချင်းငါတူမနဲ့တုံငယ်ချင်းဖြစ်ရှင်တယ်အဲ့ဒါကြောင့်မင်းကူညီပေးလို့ရမလားကိုဖိုးတို့ကလည်းစာပြန်ပို့လိုက်ပြီးကောင်းပြီလေအဲ့ဒါဆိုငါကူညီပေးမှာပေါ့ဒါပေမဲ့သူ့ကိုအရင်ထွက်တော့အောင်လုပ်ရမယ်အဲ့ဒါကဘယ်လိုလဲဆိုရင်တော့ကိုကျော်ကြီးခရက်နေတဲ့ကောင်းမလေးရဲ့ဘေးနားမှာထိုင်နေတဲ့အတန်းကောင်းဆောင်ကိုနေရာဖယ်ခိုင်းမှာပဲဖြစ်တယ်အဲ့လိုနဲ့ကိုကျော်ကြီးကလည်းသူ့တငယ်ချင်းကိုကူညီပေးပါလားဆိုပြီးအကူညီတောင်းလိုက်တာပေါ့ကိုဖိုးတို့ကလည်းလက်ခံလိုက်ပြီးသူ့ရဲ့မဟုတ်ဒုက္ခအကြံတွေကိုကိုကျော်ကြီးကိုပြောပြပါတော့တယ်သဘောပေါက်ပြီးအဲ့ဒါဆိုအဲ့လုပ်ငန်းကိုစားချတာပေါ့အဲ့လိုနဲ့ကိုဖိုးတို့ကလည်းစာအုပ်ယူသူတို့နဲ့အတမရင်အနောက်ကိုရောက်လာခဲ့တယ်ရော့ချင်းမှာပဲကိုဖိုးတို့ကတော့ကိုဗလာကြီးရဲ့အနောက်မှာအီပေါက်တန်ကိုဖွင့်ပေးလိုက်တယ်ကောင်းမလေးကတော့အတန်းကောင်းဆောင်ကရှိပေါက်တယ်ဆိုပြီးထင်သွားခဲ့တာပေါ့အတန်းကောင်းဆောင်ကလည်းသူ့ရဲ့ရှိပေါက်တန်ကိုကျော်ကြီးတို့လှုပ်ရဆိုတာကိုတီးလိုက်ရတာကြောင့်မြောက်လေးနဲ့ကောင်ကိုဆော့ပတော့တီးပါတော့တယ်အဲ့လိုနဲ့ဒီဖြစ်ဖြစ်ကြီးကလည်းပြီးသွားခဲ့ပြီးညနေကိုရောက်လာတော့ကိုကျော်ကြီးကသူ့အမေကမက်ဆင်ဂျာကနေစာပို့ခဲ့တယ်ဘာလဲဆိုရင်တော့သူ့အမေကဈေးဝယ်စင်တာမှာရှော့ပင်တော့မလို့သူတို့စီကိုလာခဲ့ဆိုပြီးခေါ်တဲ့စာပဲဖြစ်တယ်ကိုကျော်ကြီးကလည်းသူ့ရဲ့အမေစီကိုတွားဖို့အတွက်သူ့ရဲ့အိတ်ထဲကိုဖုံမှတ်ပုံတင်ပါဝါဘက်တွေကိုထည့်လိုက်တယ်ထည့်တဲ့ချင်းမှာပဲသူ့ရဲ့အိမ်တကားပေါက်ကိုလော့ချလိုက်ပြီးသူ့အမေစီကိုတွားပါတော့တယ်အဲ့လိုတွားနေလို့သူ့မှာပါလာတဲ့ဖုံတော့မှတ်ပုံတင်ပါဝါဘက်ပစ္စည်းတွေအစုံပါရဲ့လားဆိုပြီးပြန်ကြည့်ပါတော့တယ်โอเคစုံသွားပြီအဲ့လိုနဲ့သူ့အမေစီကိုတွားပါတော့တယ်နောက်ဆုံးမှာတော့သူ့အမေစီကိုရောက်လာခဲ့ပြီးဟေးငါသားလေးကမြန်လာကြည်လားကိုကျော်ကြီးအမကလည်းဟေးနင်းရဲ့ပါဝါဘက်ရဲ့မှတ်ပုံတင်ရပါခဲ့လားကျော်ကြီးကလည်းပါခဲ့တာပေါ့ဒီမှာကြည့်တွေ့တာမဟုတ်လားအဲ့ဒါဆိုအိမ်တကားကိုပိတ်ခဲ့ရဲ့လားဟမ်အိမ်တကားကိုပြောတာလားဟုတ်တယ်လေဟာနေစမ်းမအောင်ငါအိမ်တကားဝါကိုပိတ်ခဲ့ရလားကွာအဲ့လိုနဲ့ကိုကျော်ကြီးတယောက်ထဲကဘာတွေပြစ်နေခဲ့တဲ့နောက်ရက်မှာတော့စာနေကျောင်းနဲ့စားတော့ဆိုင်မှာတူငယ်ချင်းအဖွဲလိုက်မနေ့စာကိုစားနေခဲ့ကြတယ်စာနေကျောင်းနဲ့စားတော့ဆိုင်မှာတော့ဝမ်ပီထေရလူဖီရဲ့နိုင်လူထေရနိုင်လူတွေကပါစာနေကျောင်းနဲ့စားတော့ဆိုင်မှာရောက်နေခဲ့ကြတယ်အဲ့လိုစားနေတော့ကောင်းမလေးနဲ့ကောလို့ကျော်ကြီးတို့စပွဲခုံကိုဒုံးဆိုပြီးတိုက်မိတော့ခဲ့တယ်အာ sorry အစင်ပြေရလားမသိဘူးကိုကျော်ကြီးတို့အုပ်စုကလည်းကောင်းမလေးဆိုတော့သူတို့ရဲ့ခွက်တွေကိုလေပေါ်မြောက်လိုက်ပြီးအစင်ပြေပါလေကောင်းမလေးရေအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးအဲ့လိုနဲ့ဒီပြဿနာအတိကလည်းပြီးသွားခဲ့ပြီးခဏနေတော့ယောက်ျားလေးနှစ်ယောက်ကကစားနေကြကရုပ်တဲ့ကိုကျော်ကြီးတို့စားနေတဲ့နေရာကိုဒုံးဆိုပြီးတိုက်မိတော့ခဲ့တယ်အာ sorry အစင်ပြေလားမသိဘူးပြောချင်းမှာပဲကိုကျော်ကြီးတို့အုပ်စုကတော့လို့အကောင်မလားဆိုပြီးကိုဖိုးတို့ကတခွားဒီကိုအားရပါရနဲ့စားနောက်တယောက်ကလည်းသူ့ရဲ့သူ့နဲ့ချောင်းကိုချိုးဆိုးပြစ်လိုက်တယ်ရှင်ငါတို့ကိုလှုပ်ရဲတဲ့ပေါ့ဟေးစက်ကိုလေးတွေမင်းတို့ကငါတို့ကိုဘယ်သူတွေလို့ထင်နေတာလဲအဲ့လိုနဲ့ကိုကျော်ကြီးတို့သူငယ်ချင်းအုပ်စုကတော့ကောင်လေးနဲ့ကိုအားရပါရချစ်စင်းနေခဲ့တဲ့ကောင်လေးနဲ့ကလည်းသူတို့အပြစ်ရှိတာကြောင့်လှုပ်တော့မလှုပ်ပဲညင်ညင်တက်တက်လေးဖြစ်နေခဲ့တဲ့အဲ့လိုနဲ့ဒီပြဿနာအတီးကလည်းပြီးသွားခဲ့ပြီးကိုကျော်ကြီးတို့ကတော့အေးအေးဆေးဆေးလေးမနဲ့စာကိုပြန်စားနေခဲ့ကြတယ်အဲ့လိုစားနေတော့ရုပ်တရက်လူတယောက်ကကိုကျော်ကြီးတောက်နေတဲ့ကော်ဖီခွက်ကိုဒုံးဆိုပြီးတိုက်မိသွားခဲ့တယ်တက်တက်ရှင်းမှာပဲကိုကျော်ကြီးတို့သူငယ်ချင်းတို့ကတော့နောက်တစ်ခါဖျဲမဲ့ဆိုပြီးအားရပါရဖျက်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့လည်းစိတ်မကောင်းစွာနဲ့ကိုကျော်ကြီးတို့ကော်ဖီခွက်ကိုတိုက်မိတော့တဲ့သူတွေကဗလာတွေအပြည့်နဲ့အတန်းကြီးကကောင်တွေပဲဖြစ်နေခဲ့တယ်အဲ့လိုအတန်းကြီးကကိုဗလာတွေဖြစ်နေတာကြောင့်ကိုကျော်ကြီးတို့ကတော့ညိတ်တက်သွားခဲ့တာပေါ့အဲ့လိုနဲ့နောက်ရက်မှာတော့အားကစားအချိန်ဖြစ်တာကြောင့်ကျော်ကြီးတို့ရဲ့သူငယ်ချင်းအုပ်စုလိုက်အားကစားပွဲကိုကြည့်နေခဲ့ကြတယ်ပထမအဦးဆုံးကျော်ကြီးခွက်လေးကဘတ်စကက်ဘောလုံးဆော့နေခဲ့ပြီးခဏနေတော့အနိုင်ရရှိသွားခဲ့တယ်ကိုကျော်ကြီးတို့ကလည်းလက်ခုပ်တီးပြီးအားပေးလိုက်ကြတာပေါ့တစ်ဖက်ကစစ်စစ်အတင်ကောင်းဆောင်မမတွေကလည်းပိတ်ပေါင်ဆော့နေခဲ့ပြီးခဏနေတော့အနိုင်ရရှိသွားခဲ့တယ်နိုင်ချင်းမှာပဲကိုကျော်ကြီးတို့အဖွဲ့ကတော့လက်ခုပ်တီးပြီးအားပေးလိုက်ကြတယ်ခဏနေတော့နောက်ထပ်အားကစားပွဲရှိသေးတာကြောင့်ကိုကျော်ကြီးတို့အဖွဲ့ကတော့တစ်ချက်ကြည့်လိုက်တယ်ကြည့်ချင်းမှာပဲအတန်ကောင်းဆောင်ကတော့အလျားခုံနဲ့အားကစားကိုဆော့နေခဲ့ပြီးတစ်ချက်ခုံလိုက်တာပေါ့နောက်ဆုံးမှာတော့ခုံလုံးပြီးသွားခဲ့ပြီးပြပြချင်းမှာပဲခုံတာများတော့တာကြောင့်ကိုရဲ့ဘောင်းမီလေးကပြေးသွားခဲ့တယ်ကိုကျော်ကြီးတို့အဖွဲ့ကတော့အဲ့ဒီအချိန်မှာအားရပါရနဲ့အော်ပြီးအားပေးကြပါတော့တယ်ဟိတ်ဆက်ကလေးတွေဘာအော်ဒါလဲဒါပေမဲ့လည်းကျော်ကြီးတို့ကတော့သူတို့မဟုတ်သူတို့နဲ့နေခဲ့တယ်ဒါပေမဲ့လည်းကိုဖိုးတို့ကတော့သူလောက်တာဆိုပြီးကိုကျော်ကြီးကိုလက်ညှိုးထိုးပြနေခဲ့တယ်ပြချင်းမှာပဲအတန်ကောင်းဆောင်ကတော့သူ့ကိုဖဲရကောင်းမလားဆိုပြီးကိုကျော်ကြီးကိုခေါ်တော့ခဲ့တယ်ကျန်နေခဲ့တဲ့ကိုကျော်ကြီးတို့တငယ်ချင်းအုပ်စုကတော့ဟေးကျော်ကြီးဒီပြဿနာအမြဲဆုံးပြီးပါစီကွာအဲ့လိုနဲ့ဒီပြဿနာကိုကိုကျော်ကြီးတယောက်တည်းဖြေရှင်းရပါတော့တယ်နောက်ညမှာတော့ကိုကျော်ကြီးက
မနဲ့အစောကြီးအားကစားလုံးအောင်မှဖြစ်တာကြောင့်သူ့ဖုန်းကိုနူးစက်တွေဖွင့်ထားလိုက်တယ်အဲ့လိုနဲ့ဂျော်ကြီးကတော့စောစောအိတ်မယ်ဆိုပြီးအိတ်ပါတော့တယ်ဒါပေမဲ့လည်းခဏနေတော့မှအိတ်တရကြောင့်တစ်တော့ကြည့်နေခဲ့တယ်မဖြစ်သေးဘူးငါစောစောအိတ်ရမယ်အဲ့လိုနဲ့တစ်တော့ကြည့်နေတာကိုရက်လိုက်ပြီးအိတ်ဖို့တွဲလောက်ပါတော့တယ်ဒါပေမဲ့လည်းခဏနေတော့ကိုဂျော်ကြီးရဲ့တုံငယ်ချင်းကိုဖိုးတို့ကတော့ဗီဒီယိုကောခေါ်လာခဲ့တယ်ဟေးဘာဖြစ်တာလဲညကြီးတကောင်ကြီးငါ့ကိုဖုန်းခေါ်တာကငါကြောင်းမလို့ကွဒီမှာကြီးတွေ့တယ်မဟုတ်လားဟမ်ဘာဂါကိုဂျော်ကြီးကလည်းစောင့်မပါတာလေးပြောနေတာကြောင့်ဖုန်းကိုချလိုက်ပြီးအိတ်ဖို့အတွက်လောက်ပါတော့တယ်ဒါပေမဲ့လည်းကိုဖိုးတို့ကညကြီးတကောင်ကြီးအဆအဆတွေလာစားပြတာကြောင့်ကိုဂျော်ကြီးတယောက်မရတော့ပဲဖြစ်နေခဲ့တယ်အဲ့လိုနဲ့မရတော့ကြလိုင်းမော်ကနေအစားတောက်တွေကိုမာလိုက်ပြီးအားရပါရစားပါတော့တယ်နောက်ဆုံးမှတော့စားလို့ပြီးတော့ခဲ့ပြီးအိတ်ဖို့အတွက်လောက်ပါတော့တယ်ဒါပေမဲ့လည်းနာရီဝက်ကြာလာတော့မအိတ်တက်တော့ပဲဟာပြတ်တာတော့တက်ပါပြီကွာငါမအိတ်တက်တော့ဘူးမနေ့ပြန်ကြောက်တော့စာနေခန်းထဲမှာဂျော်ကြီးတို့ရဲ့တုံငယ်ချင်းအုပ်စုကဖုန်းယူခဲ့တာကြောင့်ဂျော်ကြီးတို့တုံငယ်ချင်းအုပ်စုလိုက်ဖုန်းအသိမ်းခံလိုက်ရပါတော့တယ်အဲ့လိုအသိမ်းခံလိုက်ရတာကြောင့်ကိုဂျော်ကြီးတို့တုံငယ်ချင်းတွေကရုံခန်းထဲမှာသူတို့ဖုန်းတွေကိုတွားယူဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ်ရုံခန်းထဲမှာဖုန်းတွားယူမဲ့ကောင်ကတော့ကိုဂျော်ကြီးပဲဖြစ်တယ်တခြားသူတွေကတော့တောင်ပေါ်ကနေမန်ပြောင်းတွေနဲ့ဂျော်ကြီးကိုစောင့်ကြည့်နေခဲ့ကြတယ်ဟူစိတ်ပြက်လိုက်တာကွာအကောင်လုံးအငါ့ကိုပဲခိုင်းနေကြတာအဲ့လိုနဲ့သူတို့ဖုန်းကိုယူဖို့အတွက်ရုံခန်းထဲကိုဂျော်ကြီးတယောက်ဝင်လာခဲ့တယ်ရုံခန်းထဲမှာတော့ဂျော်ကြီးတို့ရဲ့အတန်းပိုင်းဆရာကြီးရှိနေခဲ့ပြီးခဏနေတော့ရုပ်တရက်ချက်ဆိုတဲ့တကားဖွင့်တဲ့ကိုကြားလိုက်ရတယ်ကြကြကျမပဲဂျော်ကြီးကတော့ခုံအောင်မှဝင်ပုံးနေခဲ့တာပေါ့ခဏကတကားဖွင့်ဝင်လာတဲ့သူကတော့အင်္ဂလိပ်ဆရာပဲဖြစ်တယ်ဟဲ့မင်းအိတ်နေတာလားမင်းကိုနိုးအောင်လုပ်ပြီးလို့တောင်းပန်ပါတယ်ကွာရပါတယ်ငါလည်းနိုးလာပြီပဲအဲ့လိုနဲ့ရုံခန်းထဲမှာဘလူးမမရှိတာကြောင့်ဆရာဓမ္မနှစ်ယောက်သာလက်လေးကင်ပြီးပုတ်ပုတ်တွေလုံနေကြကြတယ်ဂျာရီယာကိုဂျော်ကြီးကတော့ဒီအဖြစ်ပြက်တွေကိုခုံအောက်ကနေကြည့်နေခဲ့ပြီးစိတ်ပြက်နေခဲ့တယ်ဆရာကြီးတို့နှစ်ယောက်ကတော့လက်လေးကိုအထူတူကင်လိုက်ကြပြီးနှစ်ယောက်သာတာယာနေခဲ့ကြတယ်တစ်ဖက်ကမမြောင်းနေနဲ့ကြည့်နေတဲ့ဂျော်ကြီးတို့တုံငယ်ချင်းတတိုင်းကတော့စိတ်ပြက်လက်ပြက်နဲ့ထိုင်နေတဲ့ကိုဂျော်ကြီးကိုကြည့်နေခဲ့ပြီးကဲဒီဇက်ကလေးတော့ဒီမှာပဲစက်တိန်ထားပါတယ်ဗျအဆုံးလေးကြည့်ရှုပေးကြတဲ့တုံငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်